ဟယ်လိုအားလုံးပဲ morning မှာBND blog လေးကနေကြိုဆိုပါရနော်ဒီမနက်က breakfast ကိုပဲပြားအစာသွတ်နဲ့ coffee နဲ့တောက်ဖြစ်လို့ပဲပြားအစာသွတ်လေးလုပ်ကုန်လုပ်နည်းကိုလာမျှဝေပေးတာပါနော်တကယ်လဲစားကောင်းနဲ့ရိုးရိုးရှင်းရှင်းပဲပေါ့နော်အလွယ်တကူအမြန်စားလို့ရပါတယ်ပဲပြားအစာသွတ်နဲ့ကျွန်တော်တို့ကတော့ဒီမနက် coffee နဲ့တောက်ဖြစ်တယ်ပေါ့နော်တငယ်ချင်းတို့လည်းလိုက်ပြီးစားကြည့်ပေါ့နော်ပဲပြားအစာသွတ်လုပ်ဖို့အတွက်ပဲပြားလေးပေါ့နော်ပဲပြားကိုကျွန်တော်ကစားစနွင်ချုံမုံနေထားတယ်ပေါ့နော်တအားအရသာပေါ့ပေါ့လေးပဲနေထားအောင်နော်ပြီးရင်တော့ကြော်ပါတယ်ပြီးရင်ကြက်အောင်ကြော်ထားမယ်ကြော်ပြီးလို့ရှိရင်ကြက်သွန်ဖြူလိုတယ်ကြက်သွန်ဖြူစီချက်လိုတယ်ပေါ့နော်ကြက်သွန်ဖြူစီချက်လုပ်ဖို့အတွက်လှီးပြီးပါပြီအဲ့ဒါလေးကိုစင်သစ်ပြင်ထားမယ်ပြီးရင်ကျွန်တော်တို့ကပဲပြားကိုဘယ်လိုကြက်အောင်လုပ်မလဲဆိုပဲပြားကိုနည်းနည်းတော့ကြက်အောင်ကြော်မှရတယ်ပေါ့နော်ကြက်အောင်ကြော်မယ်ပြီးလို့ရှိရင်ဂေါ်ဘီလေးလှီးထားမယ်ဂေါ်ဘီကိုပပလေးပေါ့နော်ပပလေးလှီးထားမယ်ပြီးလို့ရှိရင်ငရုတ်သီးစိမ်း9000လောက်လိုတယ်ငရုတ်သီးစိမ်း9000နဲ့တမယာသီးနဲ့ပေါ့နော်ဒါပါပဲကျွန်တော်လိုတဲ့ဟာဒီလောက်ဆိုရင်ပဲပြားလေးကစားလို့ရပြီပေါ့နော်ကျွန်တော်တို့ပဲပြားကြအောင်ကြော်ပြီးတော့ဒီလောက်ဆိုစားလို့ရပြီပြီးလို့ရှိရင်ဒါကြက်သွန်ဖြူစီချက်တက်တာပါသွန်ဖြူစီချက်ကတူးရင်တော့ခါသွားမယ်နော်စားလို့မကောင်းဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့စပြီးလို့ပဲပြားလေးကိုစားသွတ်ဖို့အတွက်ကက်ကြီးလေးနဲ့ညှက်ထားတာပေါ့နော်ဒါကတော့လိုအပ်တဲ့ပစ္စည်းလေးတွေပါတမယာသီးပါမယ်ငရုတ်သီးစိမ်းပါမယ်ခေါ်ဘီပါမယ်ပြီးတော့ဒီအဲ့ဒါကိုမှကျွန်တော်တို့ငံပြရေးစားချုံမှုထည့်ပြီးတော့တမယာသီးလေးညှစ်လိုက်မယ်အဲ့ဒါလေးကိုနေထားမယ်ပေါ့နော်နေပြီးတော့ဒါဒီထဲကိုပဲပြားခုနညှက်ထားတဲ့ထဲကိုထည့်မယ်ပြီးလို့ရှိရင်ကျသွန်ဖြူစီချက်ကလေးနည်းနည်းလေးထည့်မယ်စီမကြရင်တော့စီထည့်စရာမလိုဘူးပေါ့နော်မမွေးလေးဖြစ်အောင်လို့ဒါရသွားပါပြီကျွန်တော်တို့ရဲ့ပဲပြားအစာသွတ်ကလေးပေါ့နော်ကော်ဘီလေးနဲ့ငရုတ်သီးစိမ်းလေးနဲ့ဒီမှာငရုတ်သီးစိမ်းလေးနဲ့အချင်နဲ့အရန်ကိုစားလို့ကောင်းတယ်ပေါ့နော်ကျွန်တော်တော့စားလို့ကောင်းလိုက်တာကုံဝါးယူတော့စားတာဒါကတော့နောက်ဆုံးတော့ပဲပြားအစာသွတ်10ခု15ခုပေါ့နော်ကျွန်တော်လုပ်လိုက်တာဒီမနေ့ breakfast အတွက်ပဲပြားကျွန်တော်အသေးပဲတုံထားပါတယ်အရန်စားလို့ကောင်းတယ်ပဲပြားအစာသွတ်ကလေးပါမနက်စာလုပ်စားဖြစ်လို့လာမျှဝေပေးတာပါတငယ်ချင်းတို့လည်းလိုက်စားကြည့်ပေါ့နော်ရိုးရိုးရှင်းရှင်းနဲ့စားလို့ကောင်းပါတယ်ဗီဒီယိုလေးကိုစားအောင်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်